ဒီကလေးပေါ့စားလျာမမျော်လင့်ပဲငှက်အုပ်သုံးလုံးကိုစောင်းရှောက်ရမယ့်သူဖြစ်လာခဲ့တာအားလုံးဟာအမေငှက်ကြီးကြောင့်စတင်ခဲ့တာပါအမေငှက်ဟာအတိုက်ထဲပြလာတိုင်းဦးလေးတွေကိုတလုံးချင်းအမြဲရေတွက်လိရှိတယ်ဦးဒီဆုံးပြီးဆိုမှစောင်းအသေးလေးတစ်ထည်နဲ့ခြုံဖိတ်တတ်တာပါဒါပေမဲ့စောင်းကသေးလွတ်နေတော့ပူကြီးတာလေးတစ်ခုလောက်လိုက်ရှာဖို့ထွက်လာခဲ့တယ်အဲ့ဒီချိန်မှာပဲခြံထဲမှာအစင်ပြေမဲ့အဝတ်စားတစ်ခုကိုလှမ်းမြင်လိုက်ရလာနဲ့ပြန်ထမ်းပြီးဆွဲယူလိုက်ပါတော့တယ်ဒါပေမဲ့အဲ့ဒီအဝတ်စားထဲမှာခလေးလေးတယောက်အိပ်ပျော်နေမှန်းသူမသိခဲ့ပါဘူးအမေငှက်ဟာဘာမှမရိပ်မိပဲခလေးထုတ်ကြီးကိုပါအတိုက်စီချီယူသွားခဲ့တယ်အတိုက်ထဲလိုက်ချလိုက်ရောခလေးလေးကအထုထဲကနေလင့်ထက်လာခဲ့တာပေါ့အမေငှက်ကတော့ဦးလေးတွေကိုစောင်းအသေးနဲ့ခြုံပြီးအစားရှာဖို့ပျော်ကြီးပြန်ထွက်သွားပါလေရောခဏနေတော့ခလေးလေးနိုးလာပြီးစောင်းလေးကိုမြင်တာနဲ့အိတ်ချင်မှုနဲ့အတိုက်ထဲတွားဝင်ပြီးပြန်အိပ်ပျော်သွားပြန်တယ်အမေကအစားရှာပြီးပြန်လာလို့ဦးတွေကိုရေတွက်တဲ့အခါမှာတော့အတိုက်ထဲမှာထူးဆန်းဖင်ပြီးစီးလေးတစ်ခုအပေါ်ပါနေတာကိုတွေးလိုက်ရတာပေါ့အမေငှက်လည်းလမ်းဖြန့်သွားပြီးခလေးကိုလှမ်းစိတ်လိုက်တာကြောင့်ခလေးလေးလန့်နိုးလာပြီးအမေငှက်ကိုပါပြန်လန့်သွားစေခဲ့တယ်အမေငှက်ကခလေးကိုအတိုက်ထဲကနေမောင်းထုတ်ဖို့ကြိုးစားတော့ခလေးကကစားချင်တာနဲ့ငှက်ဦးတစ်လုံးကိုကောက်ကိုက်လိုက်တယ်အမေငှက်လည်းပြတလဲနဲ့ဦးကိုအတိုက်ထဲပြန်လူယူရတာပေါ့ဒါကိုခလေးကကြမ်းတဲ့နှလုံးကိုထပ်ယူပြီးစောင့်နေပြန်ရောအမေငှက်လည်းဒေါ်လာထွက်နဲ့ဦးတွေကိုအကုန်ပြန်လူအတိုက်ထဲတီးချထားပြီးဦးဝတ်ဖို့ကမိုင်းကတန်းထိုင်ချလိုက်ရတယ်ဒါပေမဲ့နောက်10မိနစ်လည်းကြာရောခလေးလေးကအမေငှက်ကိုဘေးတွင်းဖယ်ပြီးဦးတွေပေါ်သူကိုယ်တိုင်ဝင်ထိုင်ပစ်လိုက်ပြန်တယ်အမေငှက်ခရဒေါ်လာလေးအလေးထွက်ပြီးခလေးကိုအပြင်ဆွဲထုတ်ဖို့ကြိုးစားပြီးခလေးကအတိုက်ကိုအသက်လူပြီးဖက်ထားတာကိုတွေးသွားတယ်အမေငှက်လည်းလန့်သွားပြီးခလေးရောဦးတွေရောအတိုက်ထဲပြန်တွင်းထဲပေးလိုက်ရတယ်အဲ့ဒီချိန်မှာပဲခလေးရဲ့ပေါင်းပြီးကကြွတ်ချသွားပြီးနှစ်ယောက်သားအောက်ကိုတူလင့်ကျသွားပါလေရောဒါတောင်ခလေးကတော့အေးဆေးပဲအတိုက်ထဲကဦးလေးတွေကိုပဲလက်ခမချပဲစောနေတော့အဲ့ဒီမှာတင်ထူးဆန်းတာကဦးတလုံးကအပေါ်ကိုဖြည်းချင်းလွင့်ကျသွားတာပဲခလေးကလှမ်းဖမ်းလိုက်ပြီးမဲ့နောက်တလုံးကထပ်လွင့်ပြန်ရောအဲ့ဒီဒုတိယတလုံးကိုထိန်းချုပ်လိုက်နိုင်ခါရှိတယ်ခလေးကိုယ်တိုင်ပါအပေါ်ကိုလွင့်တက်သွားပါတော့တယ်ခလေးလည်းကြောက်လန့်နဲ့ကတိုက်ထဲပြန်ကတ်နေရရှာတယ်အမင်းကလည်းအပြီးအလွားရောက်လာတဲ့အခါမှာတော့ခလေးလေးကသူ့ကိုသွားဖျဲလေးနဲ့ဝမ်းထာအားရနှုတ်ဆက်ရှာပါတယ်ဒါပေမဲ့အတိုက်ကပြီးကိုဆောင်းသွားပြီးအောက်ကမြေပြင်အကျဲကြီးကိုလှမ်းမြင်လိုက်ရတော့မှာပဲခလေးလည်းအန်ဒရယ်ရှိမှန်တိသွားရှာတယ်အဲ့ဒီလိုနဲ့တင်ခလေးကချောပြီးနောက်တစ်ခါထပ်ပြုတ်ကြပြန်ရောအမင်းကလည်းအတိုက်ကိုမြန်လန်းဆွဲပြီးဦးတွေကိုတလုံးချင်းစီအပူတပြင်းလိုက်ဖမ်းရတာပေါ့ဒါပေမဲ့ဘာကြီးတာနေဖြစ်နေတဲ့ကြားကနောက်ဆုံးစက္ကန့်မှာဦးတလုံးကလွတ်ကျသွားခဲ့တယ်အဲ့ဒီချိန်မှာပဲခလေးလေးကအတိုက်ရဲ့အနောက်ကနေလက်လှမ်းပြီးဦးလေးကိုအမိဖမ်းပေးလိုက်နိုင်ပါတယ်အားလုံးအတိုက်ထဲဘေးစီးကိန်းနဲ့ပြန်အခြေချသွားတော့မှာပဲအမင်းကလည်းတပ်ပြင်အရှိကြီးကိုချနိုင်ပါတော့တယ်